သက်15နှစ်လုံးအပြင်လောကနဲ့အဆက်အသွယ်ဖြတ်ခံထားရတဲ့မိန်းကလေးတစ်ယောက်ဟာတနေ့မှာသူမရဲ့ကိုယ်ပိုင်ဘဝကိုရှာဖွေဖို့အတွက်အိမ်ကနေထွက်ပြေးသွားခဲ့ပါတယ်။ဒါပေမဲ့သူမထွက်ပြေးသွားတဲ့နေရာကတာမန်ကျောင်းတစ်ကျောင်းမဟုတ်ပါဘူး။မိန်းကလေးတွေလုံးဝမတက်ရတဲ့အမျိုးသားတည်တဲ့ဘော်ရာကျောင်းပဲဖြစ်တယ်။ပြီးတော့သူမကအဲ့ဒီကျောင်းကိုသူမရဲ့အမွှာမောင်လေးအဖြစ်နဲ့နှံဆောင်ပြီးတော့ဝင်လာတာပါ။ဒီလိုနဲ့ရီရဲ့မယုံနိုင်စရာကောင်းတဲ့ကျောင်းသားဘဝကြီးစတင်ခဲ့ပါတော့တယ်။ရီနဲ့သူမရဲ့အမွှာမောင်လေးရိုင်နိုဟာဆိုရင်ငယ်စဉ်ကလေးကထူးဆန်းတဲ့မိခင်တစ်ယောက်နဲ့အတူကြီးပြင်းလာခဲ့ရတာပါ။သူတို့မိခင်ကသားသမီးတွေကိုအလွန်ချစ်တာထက်ပိုနေတဲ့အဆင့်ဖြစ်ပြီးတော့အလွန်အမင်းကာကွယ်ခြင်းတဲ့သူဖြစ်နေပါတယ်။သူတို့နှစ်ယောက်ကိုအိမ်အပြင်လုံးဝထွက်ခွင့်မပေးဘူးလူတွေနဲ့လည်းတွေ့ခွင့်မပေးဘူးအိမ်ထဲမှာပဲစာသင်ပေးတယ်အထူးသဖြင့်မောင်လေးရိုင်ကိုဆိုရင်ပိုဆိုးပါတယ်မောင်လေးရိုင်ကခန္ဓာကိုယ်အားနေပြီးတော့ပိန်ပိန်ပါးပါးလေးဖြစ်တာကြောင့်မိခင်ကသူ့ကိုထိခိုက်တော့မှကိုအမြဲကြောက်နေတယ်ကလထိုင်နဲ့တောင်စစ်ကလေးတိုက်မိရင်တော့ရိုင်ကငိုနေပြီဆိုရင်မိခင်ကတော့တေတော့မယ်ထင်ပြီးတော့ဆေးရုံကိုပြေးပါတော့တယ်နောက်ဆုံးမှာသူတို့အသက်10နှစ်လောက်ရောက်တဲ့အခါမှာဆရာဝန်ကတော့ပြီးမခံနိုင်တော့ဘဲနဲ့မိခင်ကိုစိတ်ကျန်းမာရေးစစ်ဆေးဖို့ပြောရတော့တယ်။အဲ့ဒီစကားကအခြေအနေကိုပိုဆိုးသွားတယ်။မိခင်ကဆရာဝန်ကိုရန်ပြုတ်ဖို့အထိဖြစ်သွားပြီးတော့ဆေးရုံတစ်ခုလုံးရောက်ရက်ခတ်သွားတယ်။ရိုင်းကလည်းငိုတယ်၊သူနာပြုတွေကလည်းဆွဲကြတယ်။ဆရာဝန်ကလည်းလုံခြုံရေးကိုခေါ်နေတယ်။ရီကတော့ဘာလို့ရမှန်းမသိဘဲနဲ့မိခင်ကိုတွန်းပစ်လိုက်တယ်။အဲ့ဒီအချိန်မှာပဲမယုံနိုင်စရာတစ်ခုဖြစ်သွားတယ်။ရီကတွန်းလိုက်ရုံလေးပါပဲ။ဒါပေမဲ့သူမရဲ့မိခင်ကလွတ်ထွက်သွားပြီးတော့ပြန်ကိုတော့ဝင်ဆောင်မိတယ်။လူတိုင်းကအံ့ဩပြီးတော့ကြောင်ကြည့်နေကြရတယ်။သူမ10နှစ်အရွယ်မှာပဲတာမန်မဟုတ်တဲ့အင်အားတစ်ခုသူမမှာရှိနေတယ်ဆိုတာကိုသိလိုက်ရတယ်။အင်အားတစ်ခုတည်းမဟုတ်ဘူး။သူမကအရန်လဲညံ့ရည်ထက်မြက်တယ်အတန်းငယ်ငယ်လေးနဲ့စာဖတ်နိုင်တယ်တင်ချာတွက်နိုင်တယ်ရိုင်းကိုတော့စာပြန်ပြနိုင်တယ်ဒါပေမဲ့ရီရဲ့အမေကတော့ဒီလိုတော်လာတာကိုသဘောမကျဘူးစာတွေအများကြီးပင်နေအုံတော့ထိခိုက်သွားမယ်ဆိုပြီးတော့မှပဲတွေးနေတဲ့လူမျိုးအဲ့ဒါထက်ထူးဆန်းတာကအမေကရီနဲ့သူ့ရဲ့မောင်လေးရိုင်းကိုတော့မတူမတန်ခွဲခြားဆက်ဆံလာတာရိုင်းကတသေးလေးနဲ့ချစ်စရာလေးရီကတော့အရက်ရှည်ပြီးခန္ဓာကိုယ်ကြီးကကြီးနေတဲ့အတွက်သူတို့အမေရဲ့မျက်လုံးထဲမှာရီကမိန်းကလေးလိုနူးနူးညံ့ညံ့လေးလည်းမရှိဘူးချစ်စရာမကောင်းဘူးဆိုပြီးတော့ထင်နေတယ်ရိုင်းကိုကြတော့ယောက်ျားလေးဖြစ်ပေမဲ့စပင်းရှည်လေးထားပေးပြီးတော့ရီကိုတော့စပင်းတူတူပဲညက်စပင်းရှည်အန်ရည်များတယ်ဆိုပြီးတော့သူမကိုစပင်းအတူသာထားတယ်တကယ်တော့ရီကလည်းခန္ဓာကိုယ်ကယောက်ျားလေးဖွဲ့စည်းပုံကိုဖြစ်ပြီးတော့စပင်းကလည်းတူနေတဲ့အတွက်သူ့ကိုမိန်းကလေးလို့မထင်ကြပဲနဲ့ယောက်ျားလေးလို့သာထင်နေကြတယ်ပြီးတော့အသက်12နှစ်ကျော်လာတဲ့အခါမှာသူတို့မိခင်ရဲ့အပြုအမူတွေကပိုပြီးတော့ထူးဆန်းလာတယ်ရိုင်းကိုဖတ်တဲ့နန်းနဲ့အရင်တည်းဆိုင်တယ်ဒါပေမဲ့တမိဖြစ်သူရီကိုတော့အမြဲအပြစ်ပြောနေနှိမ်ချဆက်ဆံတယ်ဒီလိုနဲ့ရီနဲ့သူမရဲ့မိခင်ရဲ့ချစ်ချင်းမြတ်တာဟာဆိုလို့ရှိရင်တစ်ဖြည်းဖြည်းနဲ့ဝေးကွာလာခဲ့တယ်ဒါပေမဲ့ရီအရန်စိတ်ဝင်စားတဲ့အရာတစ်ခုရှိရဲ့အဲ့ဒါကတော့လျှက်စစ်ပစ္စည်းတွေရီကအဲ့ဒီပစ္စည်းတွေကိုဖြုတ်တယ်ပြန်တက်တယ်ပြက်ရင်ပြင်တယ်ဒါတွေအားလုံးကိုလည်း YouTube ကနေသူ့ဘာသာသူလေ့လာခဲ့အစပိုင်းမှာတော့သူတို့အမေကမကြိုက်တယ်နဲ့နောက်ဆုံးကြရင်တော့အင်္ဂါတစ်ခုခုပြတ်တာနဲ့ရီကိုပဲခေါ်ပြန်ခိုင်းတော့တယ်ဒီလိုနဲ့နှစ်တည်ကြာလာတဲ့အခါမှာတော့မိခင်ရဲ့စိတ်ပိုင်းဆိုင်ရာပြတ်တာကပိုပြီးဆိုးလာတယ်ဒီမှာဆိုလို့ရှိရင်အကျဉ်းပကပါနဲ့သူတို့ကိုတဖြည်းဖြည်းနဲ့အဆက်အသွယ်ဖြတ်လိုက်တာမှအိမ်ကနေဝရဏတော့မထွက်ခိုင်းတော့ဘူးတနေ့မှာတော့ရီကအဲ့ဒီထံကိုတီးမခံနိုင်တော့သူမကလျှက်စစ်ကြိုးတွေကိုဖြတ်ပြီးတော့အိမ်ကနေထွက်ပြေးလိုက်တယ်ပြီးရကပန်းညံတစ်ခုမှထိုင်ပြီးတော့အပြင်လောကကြီးကိုလွတ်လွတ်လပ်လပ်ခံစားတယ်ဒါပေမဲ့အချိန်မနေ့ကြာလာတော့သူမမှာအပြစ်ရှိတယ်လို့ခံစားရပြီးတော့အိမ်ကိုသာပြန်ခဲ့တယ်ရီကလည်းအင်ဂျင်ရောက်တဲ့အခါကျတော့မိခင်ကိုနှစ်သိမ့်ပြီးတော့မီးကိုလည်းကျန်ဆက်ပေးရတယ်
အဲ့ဒီချိန်မှာလေသတင်းစာတစ်ခုကကြော်ညာတစ်ခုကိုတင်လိုက်ရတယ်လျှက်စုပညာကိုစိတ်ဝင်စားတဲ့ကျောင်းသားတွေအတွက်ပညာသင်ဆုနဲ့စုကျေးပေးမဲ့အထက်တန်းကျောင်းထူးခြားတာကအဲ့ဒီကျောင်းကတခြားပြည်နယ်မှာရှိတာရီးရဲ့ခေါင်းထဲမှာအကျဉ်တစ်ခုချက်ချင်းရလာတယ်သူနဲ့ရိုင်းနာအမွာရီရုပ်ချင်းစင်တယ်လူတွေကရီးကိုယောက်ျားလေးလို့အမြင်ပါတယ်ဒါဆိုရင်သူကရိုင်းအဖြစ်ဟန်ဆောင်ပြီးတော့အဲ့ဒီကျောင်းကိုတွားမယ်ပညာသင်နဲ့စုကျေးရှာမယ်ပြီးတဲ့အခါသူ့အမေအိမ်ကထွက်ပြီးတော့လွတ်လပ်တဲ့ကိုယ်ပိုင်ဘဝတစ်ခုကိုတည်ဆောက်မယ်ဒီလိုနဲ့ရီးကမောင်လေးဖြစ်သူရိုင်းနဲ့စာရွက်စာတမ်းတွေကိုယူပြီးတော့မိခင် address ဖားတဲ့ဆောင်ခြံထားပြီးတော့ bus ကားကိုတိကျတဲ့ထွက်လာခဲ့ပါတော့တယ်ကျောင်းကြီးကိုရောက်တဲ့အခါမှာရီးအတွက်အားလုံးကအသက်ပါတယ်ဘာလို့လဲဆိုတော့ငယ်ငယ်လေးတွေကအိမ်မှာပဲ home schooling လုပ်လာခဲ့တဲ့အခါကျတော့ဒီလိုကျောင်းကိုရောက်တဲ့အခါကျတော့အရာအားလုံးကဒီမှာအတွက်အသက်ဖြစ်နေခဲ့တယ်ပြီးတော့ကျောင်းကကောင်လေးတွေကဒီမှာထင်ထားတာထက်ကိုတော်တော်လေးချောကြတယ်ရီးရဲ့အကြိုက်ကလည်းဉာဏ်ကောင်းတဲ့ပုံစံလေးတွေဆိုတော့အခြေအနေကတော့လုံးဝပျော်စရာကြီးဖြစ်နေအဲ့ဒီချိန်မှာပဲအရက်ရှည်ပြီးတော့ရွှေဝရောင်စပင်းနဲ့ကောင်လေးတယောက်ကသူမစီကိုတက်တက်ရှောက်လာတယ်။သူ့နာမည်ကတော့ Bruce ပဲဖြစ်တယ်။ Bruce က Ree ကိုတွေ့ချင်းကိုတတိပေးပြီးတော့လုံးဝကြီးမရဖြစ်နေခဲ့တယ်။ဒီလိုနဲ့ Ree နဲ့ Bruce တို့ပြဿနာတက်နေကြတဲ့အချိန်မှာပဲ Adam ဆိုတဲ့ကောင်လေးတယောက်ကဝင်လာပြီးတော့ Bruce ကိုတားလိုက်တယ်။အဲဒီနေ့ကစပြီးတော့ Ree ရဲ့ဘဝမှာ Adam ကဝင်ရောက်လာခဲ့တယ်။ Adam နဲ့ Bruce ကလုံးဝမတူညီပါဘူးသူတို့ကစန့်ကျင်ဘက်ပဲ Adam ကကျင်နာတတ်တဲ့အေးဆေးတဲ့စာတော်တယ်ပြီးရင် Ree ကိုလည်းလေးလေးစားစားဆက်ဆံတယ်အင်ဂျမာကလည်းသူတို့နှစ်ယောက်ကိုတစ်ခန်းထဲမှာအတူနေခိုင်းလိုက်တယ်အဲ့ဒီချိန်မှာပဲ Ree ရဲ့စိတ်ထဲမှာအကြီးမားဆုံးပြဿနာက Bruce မဟုတ်တော့ဘူးရေချိုးကန်းကိုဘယ်လိုသုံးမလဲမိန်းကလေးတယောက်အနေနဲ့လာစဉ်ကြုံရမယ့်ကိစ္စတွေကိုသူဘယ်လိုဖုံးကွယ်မလဲAdam ကသူစိတ်ဖိစီးနေတယ်ဆိုတာသိတော့အနာတိုးလာတယ်။ Ree ကတော့သူ့ကိုနင်းတော့နေထင်ပြီးတော့ရင်ခုန်သွားသေးတယ်။ဒါပေမဲ့ Adam ကမင်းရဲ့နှာခေါင်းပေါ်မှာပင်ကူတစ်ကောင်ရှိရလို့ရိုးရိုးလေးပဲပြောလိုက်တယ်။အဲ့ဒီနောက် Bruce ကသူ့ရဲ့ရည်စား Jessica ကိုခေါ်လာပြီးတော့အခန်းထဲကိုရောက်လာတယ်။ဒါပေမဲ့ Jessica က Ree ကိုတွေ့ရတယ်စိတ်ဝင်စားသွားတယ်။ပြီးတော့ Bruce အရှိမှလည်း Ree ကိုပွန့်ပွန့်လင်းလင်းနဲ့ flip ပါတော့တယ်။ Ree ကတော့အပြင်လောကတော့မသိသေးတဲ့အရွယ်မှာJessica ကိုလိုကြီးနဲ့ဟာဆိုပြီးတော့ရှုံထွေးလာခဲ့တယ်။နောက်ဆုံး Bruce ရဲ့အခန်းမှာပါတီလုပ်ကြတယ်။ Ree ကအဲ့ဒီပါတီမှာလူတွေများလို့မခံစားနိုင်တော့ဘဲနဲ့ရေချိုးကန်းထဲကိုဝင်ပြေးလာရတယ်။ဒါပေမဲ့ Jessica ကအင်္ဂါပေါ်ကနေပြီးတော့ Ree ကိုချောင်းကြည့်တယ်။ Ree ကလည်းလက်ပြီးអော်လိုက်တာနဲ့ Jessica ကချေချော်ပြီးလဲကျသွားတယ်။ Ree ကသူမကိုကယ်ပေးလိုက်တဲ့အခါမှာတော့ Jessica က Ree ကိုသူ့ရဲ့ဟီးရိုးတယောက်လိုတောင်သတ်မှတ်လိုက်တယ်။နောက်ဆုံး Bruce ကတခြားမိန်းကလေးတယောက်နဲ့ရေချိုးကန်းနဲ့ဝင်လာတာကို Jessica ကတွေ့ပြီးတော့ရန်ရှာပါတော့တယ်။အဲဒီမှာအခြေအနေတွေပိုရှုပ်ထွေးသွားစေတာကတော့ Jessica က Ree ကိုနမ်းလိုက်တယ်။ Jessica အတွက်တော့မကျေနပ်လို့လှုပ်လိုက်တာဆိုပေမဲ့ Ree အတွက်ကတော့သူမရဲ့ပထမဆုံးအနမ်းဖြစ်နေတယ်။ပြီးတော့အဲ့ဒီအနမ်းကလည်းမိန်းကလေးချင်းRee မှာစိတ်ရှုပ်လုံးအားကြီးလို့ရေချိုးကန်းထဲကနေထွက်ပြေးသွားခဲ့ရတယ်။အဲဒီနောက်ပိုင်းမှာ Ree ကကျောင်းလာကိုပဲအာရုံစိုက်တယ်။သူမကလည်းစစ်ပြင်တွေမှာထူးချွန်တဲ့အတွက်ဆရာတွေကအမြဲတမ်းချီးကျူးကြတယ်။အဲ့ဒီအရာတွေကြောင့် Bruce ကသူမကိုပို့ပြီးတော့မုန်းစေခဲ့တယ်။ Ree ကတော့ Bruce နဲ့ဝေးဝေးပဲနေဖို့ကြိုးစားတယ်။ဒါကြောင့်ရှိတဲ့အခါမှာလည်း Bruce က Ree ကိုရမ်းမရှာဘူး။ Ree တော့ Adam ရဲ့ကျင်နာမှုကအရန်ကိုထူးခြားခဲ့တယ်။ဘာလို့လဲဆိုတော့သူမဘဝတစ်လျှောက်လုံးမှာဒီလိုကျင်ကျင်နာနာဆက်ဆံခံရတာမျိုးမရရဘူးလို့ပဲ။ Adam ကညဘက် Ree မနိုးအောင်လို့စော်မီလေးနဲ့စာကြိုးစားတယ်။စာမေးပွဲအတွက်ကိုလည်းအရန်နဲ့စာချက်တယ်။အဲ့ဒါကိုကြည့်ပြီးတော့Ree ရဲ့စိတ်ထဲမှာ Adam ကအရန်ကိုဆက်စီကြတာပဲလို့ခံစားရတယ်။နောက်ဆုံး Adam က Ree ကိုသူ့ရဲ့ဘဝပြေဝက်ချက်ကိုပြောပြလာတယ်။အဲ့ဒါကတော့သူ့နဲ့ Bruce ကအဖေတူမအေးခွဲညီကိုလို့ဆိုတာပဲ။ဒါပေမဲ့
အဒမ်ကအဖေရဲ့အိမ်မော်နဲ့ရခဲ့တဲ့သားဖြစ်ပြီးတော့ဘရုစ်ကကြတော့ချမ်းသာတဲ့မိခင်ကနေမွေးဖွားလာခဲ့တာဖြစ်တယ်။ပြီးရင်ဘရုစ်ကလည်းအဒမ်ရဲ့ပြုတ်ဝက်ချက်ကိုကင်ထားပြီးတော့သူ့ကိုအမြဲချင်းချောက်နေခဲ့တာကြောင့်အဒမ်ကဘရုစ်ပြောတာလေးကိုလိုက်လုပ်ပေးနေခဲ့ရတယ်။အဒမ်ကလည်းငါသာအရန်တော်ရင်အဖေကငါ့ကိုပိုချက်လာမယ်ထင်မိတယ်လို့ပြောတဲ့ချိန်မှာရီကသူ့ကိုအရန်နားလေတနာဝါခဲ့တယ်။ဘာလို့လဲဆိုတော့ရီကိုယ်တိုင်ကလည်းမိခင်ကအောက်ကနေလွတ်ဖို့ကြိုးစားပြီးတော့သူ့ဘဝကိုမနှေးပြောင်းလဲထားရတဲ့သူမို့လို့ပဲဒီလိုနဲ့သူတို့နှစ်ဦးကတတိတိနဲ့ပုံပြီးရှင်းပြလာကြတယ်။သူတို့အားလုံးညှို့လင့်ထားခဲ့တဲ့ကျောင်းရဲ့လျှက်စစ်ပြိုင်ပွဲကြီးနောက်ရှိလာခဲ့တယ်။ကျောင်းထဲမှာထိတ်တန်းကျောင်းသား3ယောက်သာလျှက်စစ်ပြိုင်ပွဲမှာစုရမှာဖြစ်ပါတယ်။ပြီးတော့ပထမစုကလည်းဒေါ်လာ9000ရင်းအတွက်ပထမစုကအရန်အရေးကြီးပါတယ်။ဘာလို့လဲဆိုတော့သူအိမ်ကနေထွက်ပြေးလို့မြောက်ပြီးတော့ကိုပိုင်ဘဝတစ်ခုကိုတည်ဆောက်ဖို့အတွက်လိုအပ်တဲ့ငွေကြေးဖြစ်နေလို့ပါအထက်ကလည်းဒီကြိုင်ပွဲမှာသူ့အဖေကိုကတ်တည်ပြနိုင်တဲ့အခွင့်အရေးဖြစ်နေတဲ့အတွက်အရန်ကြိုးစားနေပါတယ်ဒါကြောင့်သူတို့နှစ်ယောက်ကရပ်ပေါင်းများစွာကြိုးစားပြီးတော့ကိုပိုင် robot project ကိုတည်ဆောက်ပါတော့တယ်ကြိုင်ပွဲမတိုင်ရင်သူများအလိုမှာအတန်ရဲ့ robot ကရုတ်တရက်ပြဿနာတက်လာခဲ့တယ်ရင်းကပြဿနာကိုရှာတွေ့ပြီးတော့အတန်ကိုကူညီပေးလိုက်ပါတယ်သူတို့ရဲ့ project လည်းနောက်ဆုံးမှာအဆင်ပြေသွားကြတယ်ဒါပေမဲ့ကြိုင်ပွဲနေ့မှာသူတို့အတွက်အကြီးမားဆုံးပြဿနာက robot မဟုတ်တော့ဘူးကြိုင်ပွဲစင်မြင့်ပေါ်မှာရင်းကသူမရဲ့ project ကိုတင်ပြပြီးတော့လူတိုင်းရဲ့အာရုံကိုဖောက်စားထားနိုင်ခဲ့တယ်သူမပထမဆုံးရခဲ့ပြီးတော့အဒမ်ကဒုတိယရခဲ့တယ်။သူတို့အရန်ပြုံနေတဲ့အချိန်အတွင်းမှာပဲလူအုပ်ကြားတွေကအတန်တန်ထွက်လာခဲ့တယ်။သူက Ryan မဟုတ်ဘူး Ree ကငါရဲ့သမီး Ree ရဲ့ရှင်နဲ့တစ်ချက်သေးနဲ့ရက်တန့်သွားတယ်လို့ဖြစ်သွားတယ်။သူမလှည့်ကြည့်လိုက်တော့သူမရဲ့မိခင်တော့မှ Ryan ပါလာတယ်။ Ryan ကိုလည်းကျင်ပကဘာကနေကာကွယ်ဖို့ဆိုပြီးပလတ်စတစ်အကာအကွယ်ကြီးတောင်ပတ်ထားပါသေးတယ်။ဒီလိုနဲ့ရီရဲ့မြှဝက်ချက်ကလူများရှိမှဖော်ထုတ်ခံလိုက်ရပြီ။သူမကမိန်းကလေးဖြစ်တဲ့သူမကရိုင်းဟန်ဆောင်ပြီးတော့ကျောင်းကိုဝင်လာခဲ့တယ်။ဒီလိုနဲ့သူမရဲ့ပညာသင်ဆုကလည်းကျန်ပြီးတော့ရုပ်သိမ်းခံလိုက်ရတယ်။ရီကမျက်ရည်တွေမထိန်နိုင်တော့ဘဲနဲ့စင်ပေါ်ကနေထွက်ပြေးသွားခဲ့တယ်။ကျက်တနာကဒီမှာလည်းမပြီးသေးဘူး။ Bruce ကကျောင်းအုပ်ကြီးရဲ့ဘေးမှာရက်ပြီးတော့သူ့ဖုန်းထဲကတစ်ခုခုကိုကြားနေတယ်။ရီကချက်ချင်းနားလည်လိုက်တယ်။ဒါက Bruce နဲ့ Adam တို့ကြားရဲ့မြှဝက်ချက်ကို Bruce ကကျောင်းအုပ်ကိုပြောပြနေတာပဲဖြစ်တယ်။အဲ့ဒီနေ့မှာအရာအားလုံးတစ်ပြိုင်နက်တည်းပြိုလဲသွားပြီ။ရီရဲ့စုလည်းပြန်သိမ်းခံရတယ်။ Adam လည်းပြန်ပွဲရနေပယ်ဖြတ်ခံလိုက်ရတယ်။ဒေါ်လာ9000စုကိုလည်းတတိယရတဲ့လူစီကိုလွှဲပေးလိုက်တယ်။ရီကတော့တင်ကြလိုက်ရတယ်။သူမလွတ်မြောက်ဖို့စိတ်ကူးထားတဲ့ဘဝလူကတခဏအတွင်းမှာပဲပျက်စီးသွားခဲ့တယ်။သတင်းပတ်အနေငယ်ကြားတဲ့အခါမှာအိမ်တကားခောက်တန်ကြားလိုက်ရတယ်။ Green တကားပြင်းလိုက်တဲ့အခါကျတော့ Adam ကသူမကိုကြည့်ပြီးပြုံးပြတယ်။ပြီးတော့အရာအားလုံးကိုသူသိပြီးသားဖြစ်ကြောင်းကိုလည်းပြောပြတယ်။အရင်ကတည်းက Green ကိုတန်တရားဝင်နေခဲ့တာ။သူမပြောပြတဲ့အချက်လက်တွေကိုလည်းလိုက်ရှာကြည့်တယ်။ကြိုင်ပွဲနေ့မှာတော့လုံးဝသိကြပါခဲ့တယ်။အဲ့ဒီနေ့မှာပဲ Green ကိုလည်းသူကောက်ွယ်ပြီးချင်မိတယ်။ပြီးတော့သူ့အဖေကိုလည်းအမှန်တိုင်းအားလုံးပြောပြလိုက်တယ်။ Adam ရဲ့အဖေကလည်းဘယ်စာမျိုးပဲဘယ်ပြိုင်ပွဲရမှာခလေးတယောက်ရဲ့အနာဂတ်ကိုဖျက်ဆီးပစ်ဖို့မထိုက်တန်ဘူးလို့လည်းပြောခဲ့တယ်။နောက်ဆုံး Bruce ကစာမျိုးပဲကြပြီးတော့စီကံထိန်းသိမ်းရေးအကြောင်းကိုပို့ခံလိုက်ရတယ်။ Adam ကတော့သူ့အဖေရဲ့အတိအမှတ်ပြုမှုကိုခံခဲ့ရတယ်။ဒီလိုနဲ့ Adam ကသူ့အကြောင်းကိုပြောပြီးတဲ့အခါကျတော့ Ree ကိုဖုန်းကိုပြန်ပေးလိုက်တယ်။မင်းလည်းရှင်းဆောင်တင်နေပြီ။တစ်ခုခုလုပ်ပါတော့ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့။ Ree ကလည်းဖုန်းကိုကိုင်လိုက်တယ်။နောက်ဆုံး Ree ကဆုံးဖြတ်ချက်ချလိုက်တယ်။ဖုန်းကိုအနားမှာတက်လိုက်ပြီးတော့ Hello ကျမအမေကိုတိုင်ချင်လို့ပါရှင်။ဒါက Ree တဲ့ရန်ပွဲတစ်ခုစတင်လိုက်တာမဟုတ်ပါဘူး။သူမရဲ့ကိုယ်ပိုင်ဘဝကိုပထမဆုံးအကျင့်တောင်းယူလိုက်တာပဲဖြစ်တယ်။ဒီတစ်ချိန်မှာတော့သူမတယောက်တည်းမဟုတ်တော့ဘူး။
သူမဘေးမှာသူမကိုယုံကြည်ပေးတဲ့အတန်ရှိနေတယ်။နောက်ဆုံးတော့ရီကစိုးရိမ်မှုတွေလှည့်ကြည့်စရာတွေမလိုတော့တဲ့ဘဝအသစ်တစ်ခုကိုစတင်နေပါပြီ။